ကြဟောင်းဒီနေ့ကတော့ဒိုးတွေတူတူဒီတစ်ခုနဲ့တစ်ခုနှိုင်းရှင်တဲ့အခါမျိုးကျရင်သုံးတဲ့ B ဆိုတဲ့အရာလေးကိုသုံးမယ် B ဒီဒိုးတွေနှိုင်းရှင်တဲ့အနေအထားမျိုးမှာသုံးတယ်သူ့ရဲ့ဖွဲ့စည်းပုံလေးကကြတော့အရင်ဆုံး A+ ပြီးရင် B လာမယ်ပြီးရင်ဒီ B ဆိုတဲ့နာမ်စားတစ်ခုလာမယ်နောက်မှပြီး adjective လာမယ်ပေါ့နော်ဒါသူ့ရဲ့ဖွဲ့စည်းပုံလေးပေါ့ဥပမာတစ်ခုနဲ့တစ်ခုနှိုင်းရှင်မယ်ဘယ်လိုမျိုးလဲဆိုရင်ထားဘီဝေါ်တာသူကငါးထက်ကြီးတယ်ဒါဆိုရင်နှိုင်းရှင်လိုက်တာထားဘီဝေါ်တာသူကငါးထက်ကြီးကြတော့今天比昨天热ပေါ့နော်ဒီနေ့ကမနေ့ကထက်ပိုပူတယ်အဲ့ဒါဆိုရင်ဒီနေ့ကပေါ့နော်မနေ့ကထက်တောင်ပိုပူသေးတယ်အဲ့လိုနှိုင်းရှင်လိုက်တဲ့အခါမျိုးမှာသုံးတာဒီ B ရဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကကြတော့ထားဘီဝေါ်ကောင်းဒါဆိုရင်သူကငါတက်အရက်ရှိတယ်ထားဘီဝေါ်ကောင်းသူကငါတက်အရက်ရှိတယ်အဲ့လိုမျိုးတစ်ခုနဲ့တစ်ခုနှိုင်းရှင်ခြင်းတဲ့အခါမျိုးကြရင်ဒီ B ဆိုတဲ့အရာလေးကိုသုံးပါတယ်ဒါတော့သူရဲ့ဖွဲ့စည်းပုံပုံစံလေးပဲဖြစ်ပါတယ်အဲ့တော့ကိုကတယောက်နဲ့တယောက်နှိုင်းရှင်မဲ့အခါမျိုးကြရင်ဒီလိုပုံစံလေးနဲ့သုံးပြီးတော့နှိုင်းရှင်လို့ရတယ်နော်